အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာလေးကတော့တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော် K-pop လောကအကြောင်းမဟုတ်ပဲယနေ့ချိန်မှာလူသူကင်းမဲ့ပြီးတော့ပြစ်ပယ်ခံရတဲ့ဂွန်ဂျီယန်စိတ်ကျမ်းမာရေးစေယုံရဲ့ထိတ်လန့်စရာဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံဂွမ်ဂျူးမြို့လေးရဲ့တောင်ငုတ်ထူထပ်တဲ့နေရာမှာတည်ရှိတဲ့ဒီစေယုံလေးဟာတစ်ချိန်ကစေဝရဏရှင်တွေကိုကုသပေးရနေရဖြစ်ပြီးတော့လူနာတွေထားရှိတဲ့ခေတ်တစ်ခုလည်းဖြစ်ပါတယ်1962ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့1996ခုနှစ်ထိနှစ်30လောက်ထိပုံမှန်တိုင်းလေပတ်နေခဲ့ပါတယ်။သို့တော်လည်းစေယုံပိတ်ခါနေနောက်ဆုံး10နှစ်အတွင်းမှာတော့ဆရာဝန်တွေ၊ဒူနာပြုတွေနဲ့ဒူနာတွေပါစတင်ခံစားလာရတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်လာခဲ့ပါတယ်။ထူးဆန်းတဲ့တည်ဆုံမှုတွေစေယုံမှာရှိတဲ့လူနာတွေဟာဘယ်သူမှအဖြစ်မထုတ်နိုင်တဲ့နည်းလမ်းတွေနဲ့ရုတ်တရက်တည်ဆုံလာကြပါတယ်။သူတို့မှာအသက်အန္တရာယ်ရှိတဲ့ယောဂဝေဒနာတွေမရှိဘဲနဲ့အခုလိုတည်ဆုံဝင်တာကိုဆရာဝန်တွေလည်းဘလို့မှနားမလည်နိုင်ခဲ့ပါဘူး။ပိုဆိုးတာကစေယုံဝန်ထမ်းတွေပါရုတ်တရက်လုံးဝပျောက်ဆုံးသွားတယ်ပြီးတော့နောက်ဆုံးမှာသူတို့ရဲ့အလောင်းတွေကိုစေယုံအခန်းတွေထဲမှာပြန်တွေ့ရတတ်တာပါပဲ။အဲ့ဒီချိန်တုန်းကတော့ဒါဟာကုသယောဂတစ်ခုအကြောင်းလို့လူတွေကအထင်ကြီးပေးခဲ့ကြပါတယ်။ဇလန်ကဒီမှာတင်ရက်တက်မသွားသေးပဲတိထက်ပိုပြီးထူးဆန်းလာတာကတော့စေယုံပန်ရှင်ကိုယ်တိုင်ဆေးဖောက်ပြန်သွားတယ်လို့ဆိုကြပါတယ်။သူကလူနာတော်တော်များများကိုတော့ပြန်ပြီးဆွဲပြီးတယောက်ပြီးတယောက်တိုက်ဖြတ်ခဲ့တယ်လို့ပြောကြပါတယ်။ဒီကိစ္စတွေလူသိရှင်ရမပြစ်ခင်မှာပဲစေယုံပန်ရှင်ဟာကိုရီးယားကနေအမေရိကန်ကိုထွက်ပြေးသွားခဲ့ပါတယ်။နောက်ပြီးတော့စေယုံဒါရိုက်တာဟာလူနာတွေကိုတိုက်ဖြတ်နေတယ်လို့ဆွဆွဲခံရတာကြောင့်စေယုံဒါရိုက်တာဟာအဆုံးစီရင်သွားခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်။အဲ့ဒီနောက်ပိုင်း1990ပြည့်နှစ်လွန်နေမှာစေယုံကိုလုံးဝပိတ်လက်ပြီးနောက်ပိုင်းဒီနေရာလုံးဝပြောင်းလဲသွားပြီးတော့6ကတ်တိတ်ဆိတ်သွားခဲ့ပါတယ်ဒေသခံတွေရဲ့ပြောကြားချက်တွေရတော့စေယုံတွေကနေအမြဲတမ်းလူတွေအဟိတန်ကြားနေရတတ်ပါတယ်စေယုံထဲမှာလူရိပ်မဲကြီးတစ်ခုသွားလာနေတာကိုလူတွေမကြာခဏဆိုသလိုမြင်တွေ့ရတတ်တယ်အပြင်မှာအရန်ပူနေပေမဲ့စေယုံတွေဝင်လိုက်ရင်အပူချင်းကရုတ်တရက်ထိုးကျသွားတတ်ပါတယ်နောက်ပြီးတော့စေယုံတကားတွေကသူ့လိုပွင့်လိုက်ပိတ်လိုက်ဖြစ်နေတတ်ပါသေးတယ်ဗျဒီထိလန့်စရာပုံမြင်နေကြ2008ခုနှစ်မှာ The Documentary of God of Gonjian ဆိုတဲ့မှတ်တမ်းတင်ဗီဒီယိုတစ်ခုရိုက်ကူးခဲ့ပြီးတော့ကမ္ဘာတစ်ဝန်းမှာနာမည်ကြီးသွားခဲ့ပါတယ်2018ခုနှစ်မှာတော့ Hunted Silence ဆိုတဲ့နာမည်နဲ့ရှုပ်ချင်ကားကြီးတကားလည်းထွက်ရှိလာခဲ့ပါတယ်ဒါဆိုရင်အမှန်တရားကဘာလဲတချို့လူတွေကတော့ဒါတွေကိုမယုံကြည်ကြပါဘူးတချို့သူတွေရဲ့အဆိုအရစေယုံပိုင်ရှင်ကအမေရိကန်ကိုထွက်ပြေးသွားပြီးနောက်မှာသူ့ရဲ့သားသမီးတွေကစေယုံကြီးကိုဆက်လက်ထိန်းသိမ်းမှုကြိုးစားခဲ့ကြပေမဲ့အခက်အခဲတွေကြောင့်သာဆွမြစ်လိုက်ရတာဖြစ်တယ်လို့ဆိုကြပြန်ပါတယ်။ဒါဆိုရင်ဒီစေယုံမှာတကယ်ပဲတရေချောက်တာလားဒါမှမဟုတ်လူတွေဖန်တီးထားတဲ့ပုံမြင်တွေလားဆိုတာကတော့ယနေ့တိုင်ဘေးနီးဖြစ်နေသေးပါ